အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကကျွန်တော်ရဲ့မင်းလေးကိုမြန်မာပလာဇာမှာဖနက်အစ်စ်လေးလိုက်ဝယ်ပေးတာကို blog ရိုက်ထားတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ ਨੇ အတူတူဖနက်တူတူတော့ဝယ်ကြရအောင် let's go ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ Adidas တွေကိုဝင်ပါတယ်ပြီးရင် Converse တွေကိုဝင်တယ်Adidas တဲမှာလည်းကျွန်တော်တို့ကြိုက်တာမတွေ့ဘူး Converse တဲလည်းကြည့်တယ်ဒါပေမဲ့ကျွန်တော်တို့ win နေကြ type ထဲမှာမဟုတ်ဘူးဒါပေမဲ့နောက်ဆုံးကျွန်တော်တို့ Arki တွေကိုဝင်တယ် Arki ထဲမှာကျတော့ sport wear လည်းရှိတယ် daily wear တွေလည်းရှိတယ်ဒီတခြား sport lifestyle တွေမျိုးစုံရှိအောင်เนาะဒါပေမဲ့ဒီအကြိုက်ဆုံးကတော့ကျွန်တော်တို့အကြိုက်တွေ့ရတော့ဒီ Arki တွေရပဲဘာလို့လဲဆိုတော့ Arki က design လေးတွေကလည်းလူငယ်ဆန်တယ်ခုံကလည်းအမြင်လေးတွေပုံစံလေးဆိုကျွန်တော်တို့ win နေကြ style တွေမှာလည်းရှိတယ်ပြီးရင် Arki ကပေါ်ပါတယ်ခြေထောက်မှာပါလို့ပါနေမှမသိအောင်ပေါ်ပါလေးဖြစ်တယ်အဲ့တော့ကျွန်တော် Arki ကနေပြီးတော့ design လေးတွေအခုသူရွေးပေးထားပါတယ်အဲ့တော့ဘယ်ဟာလေးလှလဲကူကြည့်ပေးပါဦးခင်ဗျာစိမ့်လေးရဲ့ဒီအညိုလေးနဲ့ဆက်တာနောက်ဆုံးဒီဟာလေးကျွန်တော်တို့ယူလိုက်ပါတယ်ဒါလေးကိုသူ့အတွက်ဝယ်ပေးဖြစ်ပါတယ်ခင်ဗျာဒါကတော့တကယ်တမ်းတော့ anniversary အတွက်ဝယ်ပေးတာပေါ့ anniversary တော့အရန်နည်းနည်းအလုပ်ရှုပ်နေတော့ကျွန်တော်တို့ shopping မထွက်ပြလိုက်ဘူးအဲ့တော့အဲ့အစားဒီနေ့ anniversary အတွက်ဆိုပြီးဖနက်ကလေးလိုက်ဝယ်ပေးဖြစ်တာပါခင်ဗျာအဲ့ဒါပြီးတော့ကျွန်တော်တို့အပြန်ကဘိုက်တွေအရန်စားတာနဲ့သူကဒီချင်းကြီးထမင်းလေးကိုအရန်ကြိုက်တယ်ကြိုက်လို့ပဲဂျပန်ကနေတောင်မှမှာလို့ဂျပန်နေဝယ်လာခဲ့ပေးရတယ်ပြီးတော့ season မှာကျွန်တော် lunch ဝင်စားပါတယ်နောက်ပြီးတော့အိမ်မှာချက်ဖို့ပြုတ်ဖို့အတွက်လိုအပ်တာလေးကိုတလက်စားတယ်marketplace မှာဝင်ဝယ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ရဲ့ vlog လေးဖြစ်ပါတယ်ကြည့်ရှုတဲ့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ